ဒီကနောက်တစ်ဆိုင်ပေါ့နော်မကြီးနော်85ခွန်နော်20ဆို3ညကွာလွယ်ကူတယ်ကွာ953ဟာ3 25 924က17ဆို1ဆိုတော့3ည3တိခွေထိုးလိုက်လို့ရှင်နော်နောက်တစ်ဘက်ပါထွက်သွားလဲဆိုတော့3ည1လေထွက်တယ်3ည3ထွက်တယ်3ည1တော့နှစ်ခါလုံးထွက်တယ်နော်ဒီကနောက်တစ်ဆိုင်ကွာ4 3ည1က9 3 3ည1 4ဒီလားဘောဆိုင်တိုင်းပဲ8 3ညခွန်က9နော်9 4 4 5ရေ9ရေပေါ့နော်ဆိုတော့မတွေ့လားဒီနောက်တစ်ဘက်ပါထွက်သွားလဲဆိုတော့4 5ထွက်တယ်နော်အဲ့ဆိုင်တိုင်းပဲဒီနောက်တစ်ဘက်9 3ည5 3ည1ခွန်ရှောက်က4 1ရှောက်8 1ရှောက်8က9နော်3ည4 5ခွေထိုးတော့ပါတော့တယ်နောက်တစ်ဘက်နော်9 4ထွက်သွားတယ်နော်အခုဒီတစ်ဘက်ကျတော့3ညခွန်2က9 4 5 1က3ည3ည3ည3က3ဆိုတော့9 3ည3နောက်တစ်ဘက်ခွေထိုးရမှာပေါ့နော်တစ်ပတ်စာပေါ့နော်9 3ည3ကွာ9 3ည3ခွေထိုးပေါ့နော်ဒါနောက်တစ်ဆိုင်ပေါ့နော်ခုနတစ်ဆိုင်က4လုံးဝေပေါ့နော်အခုက3လုံးဝေဒီကောင်ကထိုးတော့ဘူးနည်းနေတာပေါ့နော်နောက်တစ်ဆိုင်ပါ